သူ့ဝှက်မြစ်တာဆေးရုံတစ်ခုရဲ့သားဖွားဆောင်ထဲမှာပါကျမကလေးလေးကြည့်လို့ရမလားရှင်ပူပူနွေ့နွေ့ကလေးမေဖြစ်လာခဲ့တဲ့အမျိုးသမီးကဆရာဝန်စီကခွင့်တောင်းလိုက်တာပါသူမစီရောက်လာတဲ့အနှီးလေးနဲ့ထွေးထားတဲ့ကလေးနေတာရဲလေးကိုဖွင့်ကြည့်လိုက်ချိန်မှာတော့အမေဖြစ်သူကပင်သက်တစ်ချက်ရှိုင်ရင်နင့်ကနေဖြစ်သွားတယ်ကလေးဟာနေရွက်မပါပဲလူဖြစ်လာတာကြောင့်ပါနေရွက်မပါတာအလွယ်ရင်ထူးထူးခြားခြားအကြအာရုံကောင်းမွန်ပြီးဥပဒေရုပ်ကောင်းတဲ့ဒီကလေးရဲ့ဘဝဟာအခက်အခဲတွေနဲ့တင်းကျပ်ပြည့်နေခဲ့ပါတယ်။သူကျောင်းတက်တဲ့တနေ့မှာပေါ့ကျောင်းကနေဝမ်းပတ်တဲ့နဲ့ဒုံဆိုင်ပြေးလာပြီးသူ့အမေရင်ဝင်တဲ့တိုးဝင်လိုက်တော့အမေဖြစ်သူကတိလိုက်ပြီးသူသားအတွက်နာကျင်စရာတွေရှိနေပြီပဲ။ကျောင်းမှာခက်ကြီးကြီးကောင်တယောက်ကငွေတန်လန်နဲ့သားကိုမကောင်းဆိုးဝါးလို့ခေါ်တဲ့အမေတဲ့အမေဖြစ်သူကသားကိုမျက်ရည်တုပ်ပေးရင်ရင်ထဲမချိမဆန့်နာနေရှာရဲ့နောက်နှစ်အနေငယ်ကြာသွားခဲ့ကလေးဟာကျောင်းမှာစတော့ရုံနဲ့မဟုတ်ပဲမိခင်ရဲ့အဆုံးအမကောင်းမွန်မှုကြောင့်လူတိုင်းကချစ်ခင်နဲ့တက်ကြတဲ့ကျောင်းသားကတယောက်ဖြစ်လာခဲ့တယ်။စာပေဂီတဘက်မှာတော်ပေမဲ့ရုပ်အင်္ဂါချို့ယွင်းမှုကြောင့်သူဟာကျောင်းသားကောင်းဆောင်အသင်းအဖွဲ့ဥက္ကဋ္ဌဖြစ်ခွင့်မရခဲ့ပါဘူး။တနေ့သူ့ဖေကမိသားစုဆရာဝန်နဲ့သားအတွက်နေရက်တစုံတက်ပေးလို့မရနိုင်ဘူးလားလို့ဆွေးနွေးတယ်။တကယ်လို့ပေါ့ခမည်းသားအတွက်နေရွက်အလူရှင်ရှိရင်ကျွန်တော်တို့ဒီကလေးကိုလူကောင်းပရဂတိဖြစ်အောင်ပြန်လုပ်ပေးနိုင်ပါတယ်တဲ့။နှစ်နှစ်ကြာပြီးနောက်ဒီကလေးအတွက်နေရွက်လှူပေးမဲ့အလူရှင်တယောက်ပေါ်ပေါက်လာခဲ့တယ်။သားအဖေကိုအခုဆေးရုံသွားရမယ်။မင်းအမေရဲ့ဖေရဲ့နောက်ပြီးနေရွက်လှူမဲ့သူလည်းလားလိမ့်မယ်။တခုတော့ရှိရငါသားဒါကလှုပ်ဝက်ချက်တစ်ခုဖြစ်လို့ဘသူကလှူရဲဆိုတာကိုသားသိခွင့်မရှိဘူးနော်လို့အဖေကရှင်းပြတယ်။ခွဲစိတ်မှုကအောင်မြင်ခဲ့ပြီးကလေးဟာလူအသစ်တယောက်လိုဖြစ်သွားခဲ့တယ်။ငကိုကလေးကအရေးချင်းရှိတဲ့သားဟာနေရွက်အလှူကြောင့်ဘဝမှာပိုပြီးတောက်ပတဲ့ပါရမီကိုချပြခွင့်ရခဲ့တယ်။ကျောင်းတက်ကောလိပ်မှာဘွဲအောင်မြင်မှုတွေတန်းစီရရှိရင်နောက်ဆုံးသူချစ်တဲ့အမျိုးသမီးတယောက်နဲ့အိမ်အောင်ကြကဘဝနံဖြောက်ယူခဲ့တယ်။သူ့ဘဝတစ်လျှောက်လုံးမိကုန်းကငါ့ကိုဘယ်သူနေရွက်လှူခဲ့လဲဆိုတဲ့မိကုန်းမှာဒီမိကုန်းကိုသူ့ဖေကိုမေးတိုင်းလည်းအမြဲတမ်းအငင်းခံခဲ့ရပါတယ်။အဖေတို့သဘောတူညီချက်အရသားတိခွင့်မရှိသေးဘူးဟုဆိုကသူ့ဖေကတော့မပြောင်းမလဲတဲ့ဖြေပေါ်။ဒီနေ့မှသူ့အတွက်မှောင်မိုက်ဆုံးအချိန်ရောက်လာခဲ့တယ်။သူ့အမေဆုံးသွားခဲ့တာပါ။သူနဲ့သူ့ဖေဖြစ်သူဟာအမေရဲ့ခေါင်းတလားဒီတစ်ဖက်စီမှာရက်နေခဲ့တယ်။အဖေကသူ့လက်ကိုဖြည်းဖြည်းချင်းဆက်ထုတ်ရင်သူ့ဇနီးရဲ့အုံကောင်းပြီးတောက်ပရှည်လျားတဲ့သပင်တွေကိုတက်တင်လိုက်တယ်။ဒီညိုရောင်စံသားတွေရဲ့နောက်မှာတော့နေရွက်တစုံပြောက်နေခဲ့တယ်။မင်းအမေကသပင်တွေကိုညှက်စရာမလိုတော့တာကိုပဲဝမ်းသာနေတာဆိုနှင်းတို့တိတ်နဲ့အတန်နဲ့အဖေကဆိုပါတယ်။ဘယ်သူကမှလည်းသူ့သပင်တွေကိုမညှက်ထားလို့အလှတွေရော့သွားတယ်လို့မထင်ကြဘူးလေ။တကယ်အလှတရားဟာရုပ်ဆင်းသွင်ပြင်မှာမရှိပါဘူး။တကယ်ယရနာဟာလူတွေမမြင်ရတဲ့တနေရာမှာတိုးတိုးတိတ်တိတ်ရှိနေတယ်လို့မျိုးတကယ်ချစ်ချင်းမြတ်တာဟာဘယ်သူမှမသိအောင်ပေးဆက်ပြခဲ့ခြင်းသာအမေကသားကိုနေရွက်တစုံပဲပေးခဲ့တာမဟုတ်ပါဘူး။ငြိမ်ဝေမင်း